ဂျင်းဦးကျောင်းတော်မှာထိတ်တိုက်တွေ့ဆုံမှုဝါတင်းကန်ညနဲ့ချန်ဆန်ကိုတပ်ပစ်ဖို့ဘေးပတ်ဝန်းကျင်ကလူတွေကဝိုင်းအော်ဟစ်နေကြပါတယ်အကြောင်းရင်းကတော့ဂျင်းဦးကျောင်းတော်ဟာဂျပန်လူရဲ့လက်ပါစီတယောက်ကိုမလိုအပ်လို့ပါပဲဒီလိုဖြစ်ရတာမကြသေးခင်ကဖြစ်ရတစ်ခုကြောင့်ဖြစ်ပါတယ်ချန်ဆန်ဂျပန်မှာပညာသင်စဉ်ကချစ်သူဖြစ်ခဲ့တဲ့မစ်ဆူကိုဟာပင်လယ်ကိုဖြတ်ကျော်ပြီးချန်ဆန်ကိုရှာဖို့ဂျင်းဦးကျောင်းတော်ကိုတဦးတည်းရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာတရုတ်လူမျိုးတွေဟာဂျပန်တွေကိုအလွန်အမြင်မုန်းတီးနေကြပြီဖြစ်လို့မစ်ဆူကိုလည်းချွင်းကြံမရှိအမုန်းခံရပါတယ်လူအလုံးကချန်ဆန်ကိုသူမအားမောင်းထုတ်ဖို့အော်ဟစ်နေကြပါတယ်။ကျောင်းနေဘက်တုံငယ်ချင်းတွေကြားမှာလည်းအချိန်တွေကပိုမိုတင်းမာလာပြီးအချိန်မရွေးလက်ပါစေတော့မယ်အနေအထားဖြစ်နေပါတယ်။ဒီခါနိုင်စွမ်းကုံဆုံးသွားတဲ့ဝါတင်းကန်ဟာသူ့ရင်ထဲကဒေါသတွေကိုမထိန်ချုပ်နိုင်တော့ပဲချန်ဆန်ကိုချက်ချင်းစိန်ခေါ်လိုက်ပါတော့တယ်။နှစ်ယောက်သားတိုက်ကွဲဝင်ဖို့အသင့်ပြင်လိုက်ချိန်မှာတော့ဝါတင်းကန်ကစုပြုံနေတဲ့နာကြီးချက်တွေနဲ့အတူအရင်ဆုံးစတင်တိုက်ခိုက်ခဲ့ပါတယ်။ဝါတင်းဟန်ရဲ့ထိုးနှက်ချက်တိုင်းဟာရက်ဆက်လွန်းလာပြီးချန်ဆန်ကိုဘလို့အလဲထိုးမလဲဆိုတာကိုပဲအာယုံစိုက်ထားပါတယ်။ဒါပေမဲ့ချန်ဆန်ကတော့အပြင်းထန်ပြန်မတိုက်ချင်တာကြောင့်အဆက်မပြတ်ရှောင်းတိန်နေခဲ့ပါတယ်။ဒါကိုမြင်တဲ့ဝါတင်ကန်ကတိုက်ခိုက်မှုကိုပိုပြီးအရှိန်မြင့်လိုက်ပါတယ်။လက်နှစ်ဖက်ကိုရှက်ပြီးရှေ့ကိုဝှေ့ရမ်းလိုက်တဲ့အခါချန်ဆန်ဟန်ချက်ပြက်ပြီးလွင့်ထွက်သွားပါတယ်။ကန်ကောင်းစွာနဲ့ပဲချန်ဆန်ကအချိန်မီတုံ့ပြန်နိုင်ပြီးကျန်းပြန်ကိုလက်ကဖက်နဲ့ထောက်ကထိန်းလိုက်နိုင်ပါတယ်။ဒါပေမဲ့သူပြန်မနှိုးထနိုင်ခင်မှာပဲဝါတင်ကန်ကထပ်မံတိုက်ခိုက်လာပြန်ပါတယ်။စက်တိုက်ထိုးနှက်ခံရပြီးနောက်ချန်ဆန်ရဲ့ရင်ထဲမှာအေးဆက်သွားပါတယ်။ဝါတင်းကန်တယောက်ကျောင်းတွေကတငယ်ချင်းတန်ရိုးစင်ကိုဒီလောက်ထိလစ်ရှူယူလိမ့်မယ်လို့သူတခါမှမတွေးခဲ့မိပါဘူး။ဒါကြောင့်နှစ်ယောက်သားပြန်လဲရင်းဆိုင်ရချိန်မှာချန်ဆန်ဟာအရှောင်းအတင်းတက်မလုပ်တော့ပဲဝါတင်းကန်ရဲ့တိုက်ခိုက်မှုတွေကိုတန်ပြန်ဖို့အနီးကပ်ချင်းကပ်လာပါတယ်။ဒါပေမဲ့အဆုံးဖြတ်ပေးရမယ့်အခိုက်အတန့်မှာတော့သူ့ရဲ့လက်ပြီးတွေဟာတစ်ဖက်လူကိုမထိရက်ပဲဖြစ်နေစေသေးပါတယ်။ဒီလိုလုပ်ရင်ဝါတင်းကန်ကသူ့ရဲ့စေတနာကိုနားလေသွားလိမ့်မယ်လို့သူထင်ခဲ့ပေမဲ့ထင်မှတ်မထားပဲဝါတင်းကန်ကဒါကိုစိန်ခေါ်မှုတစ်ခုလိုအတိတ်ပဲကောက်ပြီးချန်ဆန်ကိုမီတာအတော်ဝေးဝေးအထိလွင့်ထွက်သွားအောင်ကန်ထုတ်လိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါချန်ဆန်ရဲ့ရင်ထဲမှာလုံးဝအေးဆက်စိတ်ဖြတ်သွားပါတော့တယ်။ဒါကြောင့်ဝါတင်းကန်နောက်တစ်ချိန်ပြေးဝင်လာတဲ့အခါမှာတော့ချန်ဆန်ကသူ့ကိုဝေဟင်းမတင်နောက်ပြန်ကန်ချက်နဲ့တုံ့ပြန်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲချန်ဆန်ဟာအနောက်တိုင်းလက်ခွေအနေထားကိုပြောင်းလဲယူလိုက်ပြီးအချိန်မရွေးတိုက်ခိုက်ဖို့အတင်ပြင်လိုက်ပါတယ်။မကြခင်ပါပဲဝါတင်းကန်ဟာချန်ဆန်ရဲ့ခြေလန်းစီချက်ကိုရိပ်မိသွားပြီးအခွင့်အရေးကိုအမိယာစွတ်ကန်ကချန်ဆန်ကိုခြေထိုးပြီးလွှဲချလိုက်ပါတယ်။ပြီးတော့အပြတ်အသက်အဆုံးသတ်ဖို့ကြိုးစားပေမဲ့ချန်ဆန်ကမြန်စွမ်းတုံ့ပြန်ပြီးကျမ်းပြင်ပေါ်ကနေနောက်ပြန်ကန်ချက်နဲ့ဝါတင်းကန်ကိုမူးဝေထားအောင်လုပ်လိုက်ပါတယ်။